တွေကဘလို့များလဲချစ်ရဲ့လို့မင်းစီမှာခေါင်းထိုးပြီးငိုရတဲ့ဖြစ်ကိုတိဆောက်ခဲ့တဲ့မြတ်ကိုပြန်ဖြိုချခဲ့ပြင်မဲ့ကိုမီကိုပြန်ပြီးညိုရတဲ့ခက်တဲ့မှာမင်းကိုပြန်ရခဲ့တာဒါဖျားသခင်တခုလေးတော့တနာကျင်တာမှုပဲတခြားတစ်ပါးသူလက်ထဲတော့မထားချင်ပါဘူးရဲ့ဒါကြောင့်ပဲကိုကချောင်းဝင်တာလူခဲ့တယ်ကိုမကမင်းမရှိတာသူတို့မကရွေးချယ်စရာအများကြီးပဲနေမှာတန်ရောစင်နေထားမိခဲ့လေမြတ်ပြန်ဆွတ်လို့ဖို့ဆိုတော့လည်းအားမရှိတဲ့နေထားပါဝါတင်းနဲ့နေရချစ်ချင်းမြတ်တာကိုတော့မင်းစီကလည်းတခြားနည်းနဲ့မဖွေရှာမျက်ရည်မိုးတွေအတားဆီးနဲ့ကြွေကြလာအဲ့လိုကိုတို့ရဲ့ခါတီးတဲ့နေများမှာကပရဲ့အမောင်ချမ်းရောက်ရင်တော့မင်းလိုက်နေတဲ့မြင်ဖို့လောင်ကျွမ်းပြနေမယ်ဘသူကိုချစ်ခဲ့ဆုံးလဲမေးလိုက်မင်းနဲ့ပဲခုဒီကြောင်တန်းထပြေတဲ့မိတ်တီလာကလောနဲ့အောင်ပန်းကနေညောင်ရွှေမျိုးတဝိုက်ကတောင်တန်းလာတယ်ပေါ်မင်းလက်တွဲပြီးနောက်တစ်ခေါက်ရှောင်စမ်းမရသေးကိုလိုတူနေမှုရထောင်းနှခမ်းဝါတယ်ကိုကနောင်ရများစွာတဲဖို့ရင်နဲ့လူပွားကြီးလေကိုဆောင်စားခဲ့တဲ့များနာကြည့်ခဲ့တဲ့များဘသူမှမသိလေဒီလူစုပမာချေဟာရက်ဒီကိုကရှိမြဲရဲ့ဒါတမှုတွေရနဲ့ချီတဲ့နယ်